ထားပါတော့ဒီ internet transfer ဘယ်လိုလုပ်မလဲ location တစ်ခုနဲ့တစ်ခုကိုဒါ manually ပေါ့နော် transfer လုပ်မယ်ဆိုလို့ရှိရင် transfer ဘယ်လိုလုပ်မလဲပြီးတော့မှကျွန်တော်တို့ဒီ open ကြီးဘယ်လိုတင်မလဲပေါ့နော်ဒါ adjust တွေဘယ်လိုလုပ်မလဲဒီလိုပုံစံလေးကိုသွားမယ်အဲ့တော့ထားပါတော့ကျွန်တော်တို့ကအရင်ဦးဆုံးဒီ open ကြီးတင်မယ်ဆိုရင်เนาะ physical inventory ပေါ့နော် operation တွေက physical inventory ပြီးတော့ new ခေါ်မယ်ကိုကဘယ် location မှာတင်ကျင်တာလဲပေါ့နော်တင်ကျင်တာလဲပြ AA ဆိုတဲ့ကောင်ဒီကောင် lot and serial number ကျွန်တော်တို့ create လုပ်ပေးရမယ်အဲ့တော့ထားပါတော့ LOD lot 001ကျွန်တော် create လုပ်လိုက်မယ်လုပ်ပြီးတော့မှကျွန်တော်ဒီ counter မှာเนาะဒါ open ကြီးတင်တယ်လို့ယူဆလိုက်မယ်เนาะ counter မှာကျွန်တော်တို့ထည့်ပေးရမယ်အဲ့တော့ထားပါသူ့ရဲ့ unit က PC ကเนาะအလုံး100ပါတယ်ဥပမာပေါ့เนาะအလုံး100ပါတယ်အဲ့တော့ကျွန်တော်ကအသေးကြတယ်အဲ့ကောင်ကိုဒါကျွန်တော် open ကြီးမတင်ခင်ဒီ product form ပေါ်မှာကျွန်တော် cost လေးကိုတော့အရင်သွားသတ်မှတ်လိုက်မယ်ထားပါเนาะတစ်လုံးကို100တန်တယ်ပေါ့ဒါမှသူ့ရဲ့ကုန်လက်ကျန်တန်မို့တွေပါကျွန်တော်သိရဒီလိုပုံစံမျိုးလေးထွက်လိုက်မယ် lot 1မှာဆိုရင်အလုံး100ပါတယ်ဒီလိုပုံစံထွက်မယ်ပြီးတော့မှကျွန်တော်က apply ဆိုတာကိုနှိပ်လိုက်မယ်အဲ့တော့ဒီ lot and serial number တွေကဘယ်ထဲမှာရှိလဲဆိုတော့ product ထဲက lot and serial number မှာရှိတယ်เนาะဒီနေရာမှာကျွန်တော်ကဘာထည့်ဖို့ကြံသွားလဲဆိုရင်ကျွန်တော်တကယ်လို့ဒါ expire သုံးမယ်ဆိုတော့ expire တွေကဘယ်နေ့လဲကိုအလန်းဘယ်နေ့ကမှလဲပေါ့နော်ဒီ expire တွေကျွန်တော်လာပြီးထည့်ပေးရမယ် expire date တွေပေါ့နော်ထည့်ဖို့အခုလက်ရှိကတော့လက်ရှိတော့ expire ထွက်သွားပြီပေါ့နော်ဆိုလို့ကျွန်တော်အခုဒီအချိန်လေးအဲ့တော့ tower expire ကကျွန်တော်စေးလိုက်မယ်เนาะဒါဆိုရင် expire မပေါ်တော့ဘူးเนาะဒီလိုပုံစံထွက်လိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော်မှာဒါ quantity เนาะဒါအဲ့ report ကြည့်မယ်ဆိုရင် store မှာเนาะOkay, UNESCO. Oh sorry, UNESCO ဒီမှာမဝင်သေးလို့เนาะကျွန်တော်ဒီမှာ UNESCO လေးထည့်လိုက်မယ်เนาะ UNESCO တရားဒီလိုပုံစံထွက်လိုက်မယ်အဲ့ကြမှာဒီလိုပုံစံထွက်မယ်အဲ့တော့ဒါကကျွန်တော်ဘာလို့လဲဒါကျွန်တော်စရင်းညှိလိုက်တာเนาะတခါလေ ground ကောက်လို့စရင်းညှိတာတို့ဘာလို့ဆိုရင်ကျွန်တော်တို့ကဒီ physical inventory ရဲ့ဒီ counter quantity မှာထည့်မယ်ပြီးတော့ apply နှိပ်ပေးရမယ်เนาะဒါ physical inventory open တင်တာပဲထွေထွေကျွန်တော်တို့ဒါ ground ကောက်တာပဲထွေ ground ကောက်လို့စင်းညှိရပဲဒီလိုပုံစံလုပ်ပေးရမယ်ပြီးမှ internet transfer ဆိုတာဘာလဲကျွန်တော် location တစ်ခုနဲ့တစ်ခုကျွန်တော်တို့ရွှေ့တာပေါ့နော် manually ကျွန်တော်တို့ entry လုပ်ပြီးတော့ရွှေ့တာအဲ့ဒါကျွန်တော် new ခေါ်လိုက်မယ်အဲ့ဒါ contact တွေပါထည့်ကြမလို့ဘူးအဓိက source location နဲ့ destination location အဲ့ဒါလေးကိုပဲကျွန်တော်မှန်အောင်ရွေးပေးဖို့လိုမယ်အဲ့ destination location ကကျွန်တော်က SHER တော့ shape area row 1နဲ့ကိုရွှေ့ချင်တာပေါ့နော်A ဆိုတဲ့ဟာအဲ့တော့အခုဘယ်လောက်ရွှေ့မလဲဆိုတော့အလုံး90ရွှေ့မယ်เนาะဒီလိုပုံစံထွက်လိုက်မယ် market studio ကိုနှိပ်မယ်အဲ့တော့ဒီမှာတော့ तू ကဒီ law ကတလော်တဲ့ရှိနေရမို့ law 2 law ရှိနေဘယ် law ကိုရွှေ့မှာလဲဆိုတာ system မေးမှာเนาะ system မှာဒီမှာတော့ law ကတလော်တဲ့ရှိနေမလို့ဘာမှမမေးပဲနဲ့ तू ကဒီကျွန်တော် removal strategy တိုင်း तू ကရွှေ့သွားတာเนาะအဲ့တော့ validate ဆိုတာလေးကိုနှိပ်လိုက်မယ်ဒါဆို तू က location ကိုရွှေ့သွားပြီအဲ့တော့ကျွန်တော် report ကြည့်မယ်เนาะ reporting တွေကဒီကကျတော့ location လိုက်ကြည့်မှာဆိုကျွန်တော် location လိုက်ပေါ့เนาะဒါဆိုရင် WH store ထဲမှာเนาะဒီ A3 လုံးဆိုတဲ့ product ပဲ lot number တူတယ်ဒါပေမဲ့ तू က90ကျင်းစီကွဲနေတယ်เนาะဒီလိုပုံစံထွက်လိုက်မယ်ဒါကတော့ဒါကျွန်တော်တို့ဒါ internet transfer လုပ်တာအဲ့တော့ scratch ရတယ် scratch ဆိုတာဘာလဲဆိုတော့ကျွန်တော်ဒါ damage ချတာပေါ့နော် store တွေဒါပါတော့ဒီ product တွေ expire ထွက်သွားလို့ဒါမှမဟုတ်ရှင်လဲဒီပျက်စီးသွားလို့ဒါရောင်းလို့မရတဲ့အချိန်တွေ scratch ချခြင်းတယ်ဆိုရင်ကျွန်တော် scratch ဆိုတာလေးနှိပ်မယ် product က A3 လုံးဆိုတဲ့ product အဲ့မှာ तू ကတခါတည်း Lawrence စီမှာမေးပြီเนาะဘယ်လော်တွေကချခြင်းတာလဲပေါ့เนาะထားတော့ကျွန်တော်10လုံးတက်ကကကျွန်တော်ကသူကစီးသွားလို့เนาะဒီလော်တွေကပဲချမယ်အဲ့တော့ subscribe reason တွေပါရှင်းထည့်ပေါ့เนาะဒါလေးပဲเนาะဒီ replanted quantity ကိုကျွန်တော်မနှိပ်ဘူးเนาะပြီးရင်စေထားမယ်တေးကြတယ်ဆိုရင်တော့ကျွန်တော် validate ဆိုတာနှိပ်မယ်ပေါ့เนาะ validate ဆိုတာနှိပ်လိုက်မယ်အဲ့ဒါဆိုရင် log တွေကเนาะဒီ source location ကဒီမှာ WH နှွေးဆောင် store တွေကနေမှသူက10ဦးထွက်သွားလိမ့်မယ်ဒါကဘာလဲ damage ချတာပေါ့เนาะlocation report ကြည့်မယ်ဆိုရင်เนาะဒီထဲမှာ40ပဲကျန်တော့တယ်ဒါတော့ဒါ inventory ရဲ့ဒါ asset လေးပေါ့ကျန်တဲ့ဒီ operation type တွေကတော့ဒါကျွန်တော် save purchase တွေနဲ့တက်ဆိုင်ပြီးတော့မှကျွန်တော်တို့နောက်ခံတာတွေမှာထပ်ပြီးတွေ့ရမှာပေါ့